ပြင်းထန်ထန်တိုက်ခိုက်ပါတော့တယ်။ဒါကတာမန်ငှက်တကောင်မဟုတ်ဘူး။မော်အမောင်ပညာနဲ့ဖန်တီးထားတဲ့ကြီးကန်းတကောင်ပဲကောင်လေးအော်ဟစ်လိုက်ချိန်မှာအဲ့ဒီတရဝါကပြစ်ချွဲတဲ့အနက်ရောင်ရည်တွေဖြစ်ပြောင်းလဲသွားပြီးသူ့ကိုအသက်ရှူကျက်စေခဲ့တယ်။အဲ့ဒီအနက်ရောင်ရည်တွေကသူ့ကိုယ်ပေါ်ကိုစီးဆင်းသွားပြီးခန္ဓာကိုယ်ကိုအောက်ကိုဆွဲချသွားတဲ့မျက်လုံးဖွင့်လိုက်တဲ့အခါသူဟာကြောက်မက်ဖွယ်ကောင်းတဲ့တစုံတစ်ခုအဖြစ်ပြောင်းလဲနေတာကိုတွေ့လိုက်ရတယ်။သူထိတ်လန့်သွားပြီးမျက်နှာကိုဖိကင်လိုက်တဲ့ကတ္တရာလိုအရာဝတ္ထုကမျက်နှာဖုံးတစ်ခုလိုမာကျောသွားပြီးသူ့ရဲ့လူသားဆန်မှုကိုလုံးဝဖယ်ရှားပစ်လိုက်တယ်။စက္ကန့်ပိုင်းအတွင်းမှာပဲရေတွင်းထဲကနေလှုပ်ဝက်ဆန်းကျဲတဲ့အရာဝတ္ထုတွေကရှန်ကျလာပြီးပုပ်ပွက်စုကကြောက်မက်ဖွယ်ကောင်းတဲ့ပုံစံတစ်ခုအဖြစ်ပေါ်လာပါတော့တယ်။ရွှွနုံတွေထဲကနေကြောက်မက်ဖွယ်ပုံရိပ်တစ်ခုပေါ်ထွက်လာချိန်မှာစုံမကထိတ်လန့်တုန်လှုပ်စွာကြည့်နေခဲ့ပြီးသူမရဲ့မော်အမောင်ပညာတွေထိန်းချုပ်လို့မရအောင်ဖြစ်သွားပြီဆိုတာကိုသဘောပေါက်သွားတယ်။ကြောက်မက်ဖွယ်ရွှွနုံဘလူးကြီးတစ်ကောင်ပေါ်ထွက်လာပြီးမျက်လုံးတွေပြူးကျဲနေတဲ့ငိမ့်ချမ်းတဲ့ရှီဟောင်းရွာလေးကိုလုံးဝပယမ်းပါတာဖြစ်သွားစေခဲ့တယ်။ပန်းပဲဆရာတယောက်ကပြစ်ခတ်လိုက်ပေမဲ့ရွှွနုံဘလူးကပြန်ကျဲသွားပြီးချက်ချင်းပြန်လဲပေါင်းစည်းကလိုက်လံဖမ်းဆီးနေပြန်တယ်။ထိတ်လန့်နေတဲ့ရွာသားတွေထွက်ပြေးနေချိန်မှာရဲရင်နဲ့မြို့သူမြို့သားတွေကကလေးတွေကိုဘေးကင်းရာကိုပို့ဖို့ကြိုးစားနေကြတယ်။အစဉ်ပြေသွားမှာပါလို့သူတို့ပြောကြပေမဲ့ကြောက်မက်ဖွယ်ရွှွနုံဘလူးကတော့မရက်မနာလိုက်နေစေပဲ။အမျိုးသမီးတယောက်ကလေတူနဲ့ရိုက်လိုက်ပေမဲ့ဘလူးကအရေးပျော်သွားပြီးချက်ချင်းပြန်လဲပေါင်းစည်းလာပြန်တယ်။တကားအောက်ကနေရှောဝင်လာပြီးသူတို့ရဲ့ခိုလုံရာကိုဖောက်ထွင်းဝင်ရောက်လာတယ်သူတို့ကအချီနီးတကားပိတ်ဆို့နေချိန်မှာပေါ့ဘလူးကရုတ်တရက်ရက်တန့်သွားပြီးကြီးမားတဲ့လှောင်ပြောင်နေတဲ့ဂျင်ဂျာဘရက်လူသားအဖြစ်ပုံဖော်လိုက်တယ်ကြောက်မက်ဖွယ်ကောင်းတဲ့ရွှွနုံပုံရိပ်တစ်ခုမြေပြင်ကနေထွက်ပေါ်လာပြီးကြောက်စရာကောင်းတဲ့ဂျင်ဂျာဘရက်လူသားအဖြစ်ပုံဖော်လိုက်တယ်အဲ့ဒါကကြောက်စရာကောင်းတဲ့ရဲတန်းတစ်ခုကိုထုတ်လွှတ်လိုက်ချိန်မှာထိတ်လန့်နေတဲ့ရွာသားတစ်ယောက်ကလုံးဝထိတ်လန့်တုန်လှုပ်စွာ